ကဲလိုင်းမောင်မှာအခုကြည့်ရှုနေကြတဲ့ဦးစင်းရဲ့တကားတကယ်မတွေအားလုံးပဲเนาะဦးစင်းရဲ့တစ်တော့အကောက်ကလေးကိုတွေးလို့ရှိရင်အားလုံးပဲဝိုင်းပြီးတော့လိုက်ကလေးတွေများများလေးလုပ်ပေးကြပါလို့เนาะဦးစင်းရဲ့တကားတကယ်မတွေအားလုံးပဲများများလိုက်ကလေးတွေလုပ်ပေးများများ share ပေးဒါမှအားလုံးပဲမြင်ရတွေ့ရမှာဒါကြောင့်မို့တကားတကယ်မတွေဦးစင်းပြီးခဲ့တဲ့ဘက်ကပြောခဲ့သလိုပဲเนาะဒါဦးစင်းကတော့ရခိုင်ပြည်နယ်ဇီဝိတကျောင်းတိုင်းမှာဦးစင်းကျောင်းထိုင်တယ်ဦးစင်းရဲ့ဘွဲ့နာမည်ကဦးစောတိကဖြစ်တယ်ဒါကြောင့်မို့တကားတကယ်မတွေအားလုံးပဲเนาะဒါနှလုံးသုံးလုံးကြောင့်ဒုက္ခတွေရောက်နေတယ်တစ်ခါတစ်ချိန်တစ်ခါမှလည်းမပေါက်ဘူးပါဘူးပေါက်ဘူးကျင်ပါတယ်ဆိုတဲ့တကားတကယ်မတွေဒါနှလုံးသုံးလုံးဆိုတာတော့ဦးစင်းတို့လည်းတော့မတက်ဆိုင်ပါဘူးဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ဒါကူညီတာပဲဒါကတကယ်မတွေကိုကူညီပေးတာပဲနော်ဒါကြောင့်မို့ဦးစင်းကိုလည်းတချို့ကလည်းအပြစ်ပြောကြတယ်အပြစ်ပြောတဲ့တကားတကယ်မတွေလည်းရှိကြပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ပါနော်ဒါတကားတကယ်မတွေကိုဦးစင်းကကူညီနေတာပဲနော်ကူညီခြင်းလို့လည်းဦးစင်းဒီဗီဒီယိုဖိုင်လေးကိုဦးစင်းကိုကျိုးတွက်ဆိုရင်တော့ဦးစင်းတင်ပေးစရာအကြောင်းမရှိပါဘူးဒါကြောင့်မို့တကားတကယ်မတွေကိုဦးစင်းပြောချင်တာကပြီးခဲ့တဲ့ဘက်မှာတော့ကလည်းဒါဒီထိုင်းကတကားလေးကရင်ဦးစင်းကိုဒါမြန်မာနိုင်ငံကိုအခုရောက်နေပြီဖြစ်တဲ့အတွက်ကိုဒါဒီဘက်မှာလည်းထပ်မှန်ပြီးတော့ကူညီပေးမယ်လို့ပြောတယ်ဒါကြောင့်မို့တကားတကယ်မကြီးတွေကဒီဘက်မှာလည်းပြီးခဲ့တဲ့ဘက်ကကနန်းလိုပဲဒါ895လိုပဲတဲတကွက်ထဲကိုပေါက်ချင်ပါတယ်နော်ပေါက်ချင်ပါတယ်ပြီးခဲ့တဲ့ဘက်ကတကားတကယ်မကြီးလိုပဲတဲတကွက်ထဲပေါက်ချင်ပါတယ်895လိုပဲတဲတကွက်ထဲပေါက်ချင်ပါတယ်ဆိုလို့ရှိရင်ဦးစင်းရဲ့ဖုန်းနံပါတ်ဖြစ်တဲ့39 993 599 811ဆိုတဲ့ဦးစင်းရဲ့ဖုန်းနံပါတ်ကိုတကားတကယ်မကြီးခေါ်ဆိုပါနော်ခေါ်ဆိုပါဆိုတာခေါ်ဆိုမှသာရင်ဦးစင်းကကိုယ်တကားတကယ်မတွေကိုကူညီလမ်းညွှန်ပေးလို့ရမယ်ဒါကြောင့်တကားတကယ်မကြီးတွေကပြီးခဲ့တဲ့ဘက်ကတကားတကယ်မတွေလိုပဲပေါက်ချင်ပါတယ်အလှူဒန်းတွေပြုချင်ပါတယ်နော်မြေခင်ဘေးကြောက်မယ်ဖြစ်ဖြစ်ဘယ်လိုကြောက်မယ်ဖြစ်ဖြစ်ပေါ့နော်ဒုက္ခတွေရောက်နေပါဒီကနန်းကိုတစ်ချိန်တစ်ခါမှမပေါက်ဘူးပါဘူးဦးစင်းလေးရဲ့ပေါက်ချင်ပါဆိုဦးစင်းရဲ့ဖုန်းနံပါတ်ကိုခေါ်ဆိုပါလို့ပြောကြားခြင်းတယ်ဘာဖြစ်လို့လဲဆိုတော့တက္ကမတွေအားလုံးပဲပေါက်စေခြင်းလို့ဒီဗီဒီယိုဖိုင်ကိုဦးစင်းလေးရဲ့ TikTok အကောင့်မှာဦးစင်းလေးတင်ပေးတာเนาะအားလုံးပဲယုံကြည်ပါတယ်ဦးစင်းလေးပြောတဲ့စကားကိုနားထောင်ပါမယ်ဆိုလို့ချင်းဦးစင်းကိုဖုန်းဆက်တိုက်เนาะတစ်ချိန်ခေါ်လို့မရရင်နှစ်ချိန်ခေါ်လို့မရဘာဖြစ်လို့မအားမလဲအခါကျဦးစင်းကဖုန်းမကင်ပြလို့ဖြစ်ပါမယ်